အားလုံးပဲမင်္ဂလာပါမြကုမင်း YouTube channel ကပရိသတ်တွေအားလုံးလည်းမင်္ဂလာပါဆိုတော့2025ကုန်တို့2026ခုနှစ်တစ်ကိုရောက်ရှိပါတော့မယ်အဲ့တော့အားလုံးပဲ2025ကအစင်မပြေမှုတွေစိတ်ရောကိုယ်ရောပေါ့နော်ဆိုအရာရာအကျက်တဲ့ခက်ခဲတွေကို2025မှာထားခဲ့နိုင်ပြီးတော့2026မှာစိတ်တစ်လူတစ်အရာရာအားလုံးအစင်ပြေပြေချောချောမွေ့မွေ့နဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အားပေးတဲ့ကျွန်တော်တို့ချစ်ရတဲ့ Manchester United အသင်းကလည်းဒီကနေ့2025မှာ Wolverhampton အသင်းကို Queen Old Trafford မှာကန်ပြီးတော့2025ကိုနှုတ်ဆက်ရပါတော့မယ်ဆိုတော့အားလုံးကလည်းအနိုင်နဲ့နှုတ်ဆက်နိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့သို့တော့အားလုံးသိတဲ့အတိုင်းပဲ United ကအနိုင်တေချာဖို့မျှော်လင့်ထားတဲ့ပရိသတ်တွေမျှော်လင့်ထားတဲ့ပွဲတွေဆိုရင်တော့အဲ့ဒီပွဲတွေမှာတနည်းမဟုတ်တနည်းနဲ့အလွယ်လွယ်အချော်ချော်တွေဖြစ်တတ်တာလည်းဒါအရှိမသာရကတွေရှိခဲ့ပြီးပါပြီဆိုတော့ United အနေနဲ့ Ruben Amorim လက်ထက်မှာတအားကြီးအနည်းအမြင့်တော်တော်ကိုကြမ်းကြမ်းတမ်းတမ်းရင်ဆိုင်ခဲ့ရတာပါဆိုတော့ပွဲဆက်အနေနဲ့ဆိုရင်တော့ Sunderland, Liverpool, Brighton တို့ကိုနိုင်တဲ့၃ပွဲဆက်တိုက်ကလွဲလို့ကျန်တဲ့အချိန်ဒီမှာတော့ပွဲဆက်တွေလောက်လာသိမရှိသေးပါဘူးနိုင်ပွဲတွေပေါ့နော်ဆိုတော့အားလုံးလည်းနိုင်ပွဲများများဆဆရမယ်လို့မျှော်လင့်ထားတဲ့ပထမ9ပွဲပေါ့နော်ဆိုတော့အဲ့ဒီ9ပွဲမှာလည်းပဲမျှော်လင့်ထားသလိုဖြစ်မလာဘူး Everton ဘက်ကတယောက်ယော့နဲ့အိမ်ငွေ Old Trafford မှာရှုံးပေးခဲ့ရတယ် West Ham ကိုလည်းနောက်ဆုံးမိနစ်မှာပေးခဲ့ရတဲ့ခြေပါကူနဲ့တကူတည်ကြတယ်Crystal Palace ကိုတော့အနိုင်ကန်နိုင်ခဲ့တယ်နောက်ဘုံမောက်ကိုတော့နှစ်ကြိမ်တိုင်ဥဆောင်ပြီးကမှခံစစ်ကအမားယွင်းနေချောင်း၄ကိုနဲ့တည်ကြတယ်ဆိုတော့ Aston Villa ကိုတော့ကစားပုံကစားနည်းအဆင်ပြေခဲ့ပေမဲ့လည်း2တကူဆိုတဲ့ရလဒ်နဲ့ရှုံးနိုင်ခဲ့ပါတယ်ဆိုတော့အဲ့လိုမျှော်လင့်ထားခဲ့တဲ့ပွဲဒီနိုင်ပွဲဆက်နိုင်မယ်လို့မျှော်လင့်ထားခဲ့တဲ့ပွဲဒီမှာ United ကအဆင်မပြေခဲ့ဘူးပေါ့နော်ဆိုတော့အကြောင်းမျိုးအကြောင်းအရာတစ်ခုကတော့ဖြစ်လေဖြစ်ထားရှိနေတာပါဆိုတော့အခုဒုတိယတစ်ခေါက်လွယ်ကူဖြစ်နိုင်ခြေရှိမယ်နိုင်တယ်ဆိုတဲ့ပွဲတွေရောက်လာပြန်ပါပြီဆိုတော့အဲ့ဒီပွဲတွေကိုရောအဆင်ပြေကျော်ဖြတ်နိုင်မှာမလားပေါ့နော်ဆိုတော့ပရိသတ်တွေရဲ့စိတ်ထဲမှာတော့တွေးဟာတွေနဲ့ပေါ့ဆိုတော့African Cup ကိုလွတ်ထားရတဲ့အဓိကကစားသမားတွေနဲ့နောက်တစ်ခုက Aston Villa နဲ့ပွဲမှာကျွန်တော်တို့ဒဏ်ရာရရှိသွားခဲ့တဲ့ Bruno Fernandes ကြောင့်အသင်းရဲ့လူစီရင်အရာအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေတာပါကျွန်တော်အဲ့လိုအခြေအနေမှာ Newcastle ကိုနိုင်လိုက်ပြီးတော့အခုနည်းနည်းလွယ်ကူဖြစ်မယ်ဆိုတဲ့ပွဲစဉ်တွေမှာနိုင်ပွဲဆက်ဖို့အတွက်ပရိသတ်တွေရဲ့စိတ်ထဲမှာပြန်ပြီးမျှော်လင့်လာကြတာပေါ့နော်ဆိုတော့ Newcastle နဲ့ပွဲမှာAston Villa နဲ့ပွဲရစလို့ပေါ့နော်ဆိုတော့ကစားပုံလေးတွေတော်တော်ဟုတ်လာတယ် Newcastle နဲ့ပွဲမှာလည်းတော်တော်အဆင်ပြေခဲ့တယ်ဒိုကူကတလုံးနဲ့တော့ဂိုးနဲ့အနိုင်ရတယ်ပေါ့နော်ဆိုတော့အခုနောက်ပြန်ပြီးထပ်ပြီးကစားရမယ်2025အခုဒီနေ့30ရက်နေ့ညပေါ့နော်မြန်မာဆို31ရက်နေ့မနက်2:45မှာကစားမယ်Wolverhampton နဲ့ပွဲနိုင်မယ်လို့မျှော်လင့်ရတယ်Wolverhamptonရဲ့ form ကလည်းအရင်ကောင်းနေတာတော့မဟုတ်ဘူးပေါ့နော်ဆိုးဝါးဖြစ်နေတယ်နောက်တစ်သင်းကတော့ Leeds United ပေါ့ဆိုတော့ Leeds United ရဲ့အိမ်ကွင်းမှာသွားကန်ရမှာတော့လွယ်ကူမဲ့ပွဲစင်တော့မဟုတ်ဘူးဗျဘယ်လိုဖြစ်လို့လဲဆိုတော့ Leeds United ကနောက်ဆုံးသူ့ရဲ့အိမ်ကွင်း9ပွဲကို9ပွဲမှာ West Ham ကို2တကူနဲ့နိုင်တယ်Chelsea ကို 3-1 နဲ့နိုင်တယ်နောက်Crystal Palace ကို 4-1 နဲ့နိုင်တယ် Liverpool ကို 3-3 တည်ကြပြီး Aston Villa တပွဲကိုပဲ 2-1 နဲ့ရှုံးထားတာပါအဲ့ဒါကလည်း Aston Villa ရဲ့ form တအားကောင်းလုံးကကြီးလို့ရှုံးထားတယ်လို့ပဲမျှော်လင့်တာပေါ့နော်အဲ့တော့ဒီ Leeds United နဲ့ပွဲတန်တက် Leeds United ကို United အနေနဲ့နိုင်မယ်လို့မျှော်လင့်တယ်ဒါပေမဲ့လွယ်ကူတော့ဖြစ်မဲ့ပွဲစင်တော့မဟုတ်ဘူးပေါ့နောက်တစ်သင်းကတော့ Burnley ပါဆိုတော့ Burnley ကိုကျွန်တော်တို့ပထမအကြောက3-2နဲ့ Bruno Fernandes ကနောက်ဆုံးမိနစ် penalty နဲ့ပဲနိုင်ထားတာပါအခု Burnley ရဲ့ form ကတော့ကောင်းမနေပါဘူးရိုင်းကောင်းနေတဲ့ form တော့မဟုတ်ဘူးနောက်ဆုံး9ပွဲမှာ9ပွဲအထိစတိုက်ရှုံးပြီးတော့အခု United နဲ့မကန်ခင်2ပွဲမှာတော့တည်ကြထားတယ်ဆိုတော့ဒါကလည်း Burnley ရဲ့အိမ်ကွင်းမှာသွားကန်ဖို့ဟာထင်သလောက်လွယ်ကူမှာတော့မဟုတ်နေဘူးဒါပေမဲ့နိုင်မယ်လို့မျှော်လင့်ရတာပေါ့နောက်တစ်ပွဲကတော့ Brighton နဲ့ပါဆိုတော့ Brighton နဲ့ပွဲကတော့ FA Cup ပါဆိုတော့ FA Cup ကတော့အိမ်ကွင်း Old Trafford မှာပဲဆိုတော့ရှေ့ကပွဲတွေသာနိုင်ခဲ့မယ်ဆိုရင်တော့ဒီပွဲနိုင်ရင်9ပွဲစတိုက်နိုင်ပြီး United ပရိသတ်စပင်မညက်ရသေးတဲ့ United ပရိသတ်ပေါ့နော်ဆိုတော့ညက်ရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့2025ခုနှစ်တခြား Ruben Amorim ရဲ့လက်ထက်အနေမြင့်တက်ကြများခဲ့တဲ့ United ကအခု2025ကိုဒီကနေ့ညပေါ့နော်ဆိုတော့ကျွန်တော်တို့ Wolverhampton ကိုအနိုင်နဲ့အဆုံးသတ်နိုင်ပွဲကိုမျှော်လင့်နေ
အဲ့တော့ United ပရိသတ်တွေရောတခြားဘောလုံးအသင်း fan ပရိသတ်တွေရောအားလုံးပဲနှစ်သက်မှာစိတ်ချမ်းသာကိုချမ်းသာရှိကြပါစေပေါ့နော်ဆိုတော့ဆုတောင်းပေးပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပြီးတော့မြတ်ကမင်း YouTube channel ကို subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ် bye bye ပါ